အနန္တ၅ပါးကိုရှ िख ိုးပါ၏ဖျားအနန္တ၅ပါးရှ िख ိုးပြီးတဲ့နောက်ဘုန်းကြီးတို့ဒီကနေ့1339ခုနှစ်တဘူရွဲလဇန်15ရက်နေ့ညမနေ့ကဟောလက်စဖြစ်တဲ့ရလိုသောစုကြိုးစားပြုဆိုတဲ့တရားအဆက်ကိုပြန်ဟောမှာပါနာမည်လေးပေးခြင်းပေးလိုက်ပေါ့ဒီကနေ့တရားကတော့ငုံမိသေးတိုင်တက်နိုင်ဖြားရောက်ပါတယ်တုံးပြိဿကြီးငုံမိသေးတိုင်တက်နိုင်ဖြားရောက်ပါတယ်တုံးဟိဟန်ကြသွားပြီမနေ့ကတော့ကဘုန်းကြီးဟောလာခဲ့တဲ့မိတွေးတော်ဂေါရမီရဲ့အလောင်းသည်ဘရုံမုတ်ထိုတာမြတ်စွာဘုရားလက်ထက်ဟန်တာဝရီမြို့ကြီးမှာအမျိုးကောင်းသမီးလေးဖြစ်လို့ရတ္တင်ညူအရာမှာအေဒရက်ရတဲ့ဘိက္ခုနီမတပါးညင့်အပိုင်းအခြားကိုညင့်အတိုင်းအရှိကိုသိနိုင်တဲ့နေရာမှာအမျက်ဆုံးပဲလို့ယာရုပေးခြင်းခံရတဲ့ယဟန်မိမကိုအားကြလို့ဆူတောင်းပြီးလာခဲ့တာရေခတ်တဲ့ကျွန်မအကြီးဆုံးတစ်ခါဖြစ်ခဲ့ပြောပြီးခဲ့ပြီမနေ့ကနောက်တစ်ခါရက်ကန်းတယ်ကြီးရဲ့သမီးဖြစ်ခဲ့ပြောပြီးပြီမနေ့ကအဲ့ဒီရက်ကန်းတယ်ဘဝမှာနေ၍ဘရုံမဒေဝီဖွားမြောက်တဲ့သား900ဖြစ်သောပြစ္ဆေကဗုဒ္ဓအရှင်မြတ်900ကိုတရားနာပိဋကဆွမ်းကပ်ပြီးတဲ့နောက်ရက်ကန်းတယ်ဘဝမှာစုတည်သောခါနတ်ပြည်သို့တက်လှမ်းသွားပါတယ်ဆိုတာကြုတ်ဟောပြီးခဲ့ပြီအဲဒီကနေပြီးတော့လူပြည်နတ်ပြည်ကျင်လီခံစားပြီးတော့လာလိုက်တာကျွတ်တို့ဂေါရမမြတ်စွာဘုရားလက်ထက်တော်အခါမှာဘုရားအလောင်းတော်တိတ်တထမမွေးဖွားသည်တိတ်တထမမွေးဖွားခင်မှာကျွတ်တို့မေမာယာရဲ့ညီမဗဇာပတိဂေါရမီလို့အဲ့ဒီဘဝပစ္စည်းမဘဝနောက်ဆုံးဘဝကြီးကိုသူရောက်လာခဲ့ပါဒီလိုပစ္စည်းမဘဝကိုရောက်လာခဲ့တဲ့ချိန်ခါမှာဘုရားအလောင်းတော်ပိဋကထသည်တုတ်ဒေါရဏရဲ့မိပယခေါင်ကြီးမေမာယာရဲ့ဝမ်းမှာတန်တေကိမ့်လို့9 လလွယ်10 လဖွားအင်ဂျင်းစုံတော်ပြမှာလေဟောခြင်းတာကတော့ဗုဒ္ဓဝင်လည်းကျုပ်အတော်ဟောခြင်းစိတ်ပေါက်နေပါတယ်။နောက်အလျင်းသိရင်ကျုပ်ဗုဒ္ဓဝင်ကိုဟောသွားပါမယ်လို့မနေ့ကလည်းပြောခဲ့ပါတယ်။ဒီကနေ့တော့အဲ့ဒါခတ်ဖုံဖုံထားခဲ့ကြအောင်စို့။မေမာယာပြီတရားနာပရိသတ်ကြီးသာတော်တိတ်တထဖရာအလောင်းကိုဖွားမြောက်တဲ့နေ့မှာပင်လျင်ဖွားပြီးခြင်းပဲတရားနာပိဋကနတ်ရွာဆန်လို့ကံတော်ပူပါတယ်ဗျာတောက်လျှောက်နော်ဘယ်နှစ်ရက်မှနေတာမဟုတ်ဘူးနော်ဖရာအလောင်းတော်ကိန်းဝတ်ပြီးသားဝမ်းတော်မှာလည်းပဲဘယ်တတ္တဝါမှတန်တေတီကိန်းဝတ်လို့မရဘူးတဲ့ဘယ်ယောက်ျားမှလည်းဖရာအလောင်းဖွားပြီးသောမေတော်သည်အတူတကွပေါင်းဖက်ရအရာမဟုတ်ဘူးတဲ့ပြိဿပြီးတော့လည်းပဲတရားနာပြိဿနည်းနည်းလေးသတိရှိဖို့ပေါ့လေဒီမေမာယာစီကျွတ်တို့ဖယား9 စုရဲ့မေတော်ဆိုတာဟုတ်သလားလို့လည်းမေးတယ်မေးတဲ့ထဲမှာကျွတ်တို့ဇတ်သဘင်တစ်ခုမှလည်းကြားလိုက်တယ်ဖယားပရိနိဗ္ဗာန်စံတော့တာဖယားကိုတဲ့ပန်းကုန်းကြီးနဲ့ပူဇော်ခြင်းလို့ပန်းကုန်းလို့မပြီးတာနဲ့ပြီးတော့လည်းပဲတာဖယားနိဗ္ဗာန်ယူသွားတော့လဲသူ့မှာတော့ဖယား9 စုမေတော်ဖြစ်လို့တဲ့ကကုသံကောနာကုံကတ္တဗဂေါရမအရိမရေယတဆူကျမ်းနေသေးလို့အဲ့ဒီအရိမရေယဖယားရဲ့မေတော်ဖြစ်ရအောင်မှာမို့လို့သူကနေရစ်ခဲ့သလိုလိုမျက်စိလေစရာကြီးနော်
ရှောက်ပြောရင်လည်းစကားကြောရှိသွားမှစိုးလို့ဒီဖရာအလောင်းရဲ့မေတော်ဟာတရားနာပိဋကဒီဖရာအလောင်းတပါးသာလျင်ဝင်းထဲမှာကိမ့်ပြီးတော့ဖွာပါတယ်ဗျာဒီတော့ဒီပင်ကရာကျွတ်တို့မေရင်ကရာတနှင်ကရာတရနှင်ကရာအဆက်ရှိတဲ့ဖရာကိုတော်မြတ်များရဲ့မေတော်များသည်သူ့မေတော်နဲ့သူအသီးသီးဖြစ်ပါဒါနဲ့လေးဟိုတရားနာပိဋကဘ ഹു တုတပြည့်ဆက်လင်းလို့ထည့်ပြောတာပါမေမာယာသည်သားတော်ကိုဖွာတဲ့နေ့မှာပင်လျင်နတ်ရွာဆန်လို့ကံတော်ကုန်ခဲ့ရာပိဋကထဖရာအလောင်းတော်ကိုဖွာပြီးတဲ့နောက်ကျွတ်တို့လေဟိုမိတွေးတော်ဂေါရမီကကျွတ်တို့နန္ဒမင်းသားလေးကိုဖွာတယ်ပိဋကညီတော်မင်းနံပေါ့နှစ်ရက်သုံးရက်မြောက်တဲ့နောက်မှာဖွာပါတယ်ပိဋကအဲ့ဒီလိုဖွာတော်လည်းပဲသားတော်လေးနန္ဒကိုအထိန်တော်များလက်သို့အပ်၍ဖယားအလောင်းတော်ပိဋကထကိုမိတွေးတော်ဂေါရမီသည်သူကိုယ်တိုင်နှုတ်ချိုတိုက်ကျွေးပြီးတော့အထိန်တော်ကြီးဘဝနဲ့မိတွေးတော်ကြီးကစောင့်ရှောက်ခဲ့တယ်ကိုအဲ့ဒါလို့စောင့်ရှောက်လာခဲ့တော့ဒီလိုနဲ့ပဲတူတူပြောကြပါစို့သားတော်ပိဋကထတဖြည်းဖြည်းနဲ့အရွယ်ကလေးရပြီးတော့လာလိုက်တာ16နှစ်အိမ်တော်ပြုဗြဟ္မသုဘသုရမဆိုတဲ့ရွှေနန်း3ဆောင်ຫນွေမိုးဆောင်ဥရု3ပါးနဲ့လိုက်တဲ့ရွှေနန်းပြတ်သက်3ဆောင်မှာရတော်တရားအမှုရှိရဲ့မင်းသမီး4ဆောင်နဲ့စံစားခဲ့စံစားပြီးတော့သားလေးရဟုလာဖွာပြီးတဲ့ချိန်ခါမှာနမိတ်ကြီး4ပါးကြောင့်ပြောထွက်ခြင်းတဲ့စိတ်နဲ့တိတ်တထဖယားအလောင်းသည်ထီနန်းစည်းစိမ်73နှစ်စံစား၍16နှစ်အိမ်တော်ပြုတယ်ဆိုတော့29နှစ်မှာတောထွက်ပါတယ်ဗျာ29နှစ်မှာတောထွက်ပြီးတဲ့နောက်ဒုက္ခရစရိယာ6နှစ်ကျင့်လိုက်တော့29နဲ့6နဲ့ပေါင်းတော့35နှစ်မှာကျွတ်တို့ဖယားအလောင်းတော်ဖယားဖြစ်ပါတယ်35နှစ်ဖယားဖြစ်ပြီးတဲ့နောက်ကပိလဝတ်ခေါ်တဲ့ရွှေမြို့တော်ကြီးဖယားကိုတော်မြတ်ပထမဆုံးအချိန်ကြွလာတဲ့အခါမှာပထမဆုံးအချိန်ကြွလာတဲ့အချိန်ပေါ့မြတ်စွာဘုရားထံကိုကပ်ပြီးတော့မိတွေးတော်ဂေါရမီသည်ယဟန်မိမ့်မပြုတ်ခြင်းလို့အဲ့ဒီအချိန်ကလေးကခွင့်တောင်းခဲ့ပါတစ်ချိန်ခွင့်တောင်းတယ်ဘုရားကိုယ်တော်မြတ်ပယ်ခဲ့နှစ်ချိန်ပယ်တာပဲသုံးချိန်ခွင့်မပေးဘူးအဲ့ဒီလိုသုံးချိန်တိုင်တိုင်ခွင့်တောင်းလို့ခွင့်မပေးဘဲနဲ့မိတွေးတော်ဂေါရမီသည်နင်းလာခဲ့ရမှဘုရားကိုယ်တော်မြတ်သည်ပြင်စမဝါပေါ့9ဝါမြောက်ပြေကကြီးဘယ်နှဝါတုံးမြို့9ဝါမြောက်လာသောခါမှာဘုရားကိုယ်တော်မြတ်သည်ဝေတာလီပြည်ရဲ့အနီးမှာမဟာဝုံတော်ကြီးရှိကုတာဂါရလို့ဆိုတဲ့စုလစ်မွန်းချွန်တတ်တဲ့အဲ့ဒီကျောင်းမှာဘုရားသတင်းသုံးစဉ်အဲ့ဒီဝါမှာပဲဘုရား9ဝါမြောက်မှာပဲသုတ်တော်ရဏခမဲတော်မင်းတရာကြီးသည်ထီးပြူကနဲ့ရဲ့အောက်မှာပင်လျင်ရွှေနန်းတော်တွင်ယဟန္တာကြီးဖြစ်ပြီးပရိနိဗ္ဗာန်ဆံခဲ့ရှာတယ်ကိုပြိဿဟောစရာတွေကတော့သုတ်တော်ရဏပရိနိဗ္ဗာန်ဆံကဟောမယ်ဆိုရင်အဲ့ဒါတထုပ်ဟောရမှာမို့သူခပ်ဖုံးထားခဲ့ကြအောင်စို့ဘုရားကိုယ်တော်မြတ်9ဝါအရမှာသုတ်တော်ရဏကြီးရွှေနန်းတော်ထီးပြူကနဲ့အောက်မှာပင်လျင်ယဟန္တာဖြစ်ပြီးပရိနိဗ္ဗာန်ဆံခဲ့သည်နောက်တရားနာပရိသတ်ကြီးရေဘုရားကိုယ်တော်မြတ်ပထမအချိန်ကြွတဲ့ကပိလဝတ်ပြည်သို့ရောက်တော်မူစဉ်တုန်းကခွင့်3ချိန်တောင်းတော်လည်းပဲဘုရားကိုယ်တော်မြတ်ခွင့်မပြုခဲ့အခု9ဝါဒုတိယအချိန်ဆက်ရောက်လာတော့ဟောမိတွေးတော်ဂေါရမီခွင့်တောင်းပြန်တယ်ပြုခွင့်တောင်းတဲ့အကြောင်းကလည်းဒီလိုတရားနာပရိသတ်မိတွေးတော်ဂေါရမီရဲ့ရံရွေဘောဖြစ်တဲ့နန်းတွင်းသူများသည်ဘယ်လောက်ရှိသလဲဆိုတော့900ရှိအဲ့ဒီနန်းတွင်းသူ900သည်သူတို့ရဲ့လင်သားများသည်ဖယားထံသို့ရောက်၍ယဟန်ပြုတော့နန်းတွင်းသူ900ကသူတို့လင်သားတွေလူထွက်အောင်ခဏတိုက်တွန်းကြတော့လည်းပဲမင်းသား900ကယဟန်ပြုရမှတော်ပြီတဲ့တို့လူမထွက်တော့ဘူးငါတို့ကိုလူထွက်ရမမျောလင့်တဲ့လူဘဝကြီးငါတို့အကျိုးမရှိတော့ပြီဘယ်လိုမှဒီမင်းသမီး900တောင်းပန်တော့လည်းပဲပြန်ပြီးလူထွက်မလာတော့မဖြစ်ဘူး
ဒီကိစ္စဒီတိုင်းဆိုရင်တို့သည်တာဂီဝင်ခေါ်တဲ့မင်းသမီးများဖြစ်ကြပါသောကြောင့်နောက်တစ်ဖန်ထပ်မှန်၍တပါးသောယောက်ျားနဲ့အိမ်တောင်အသစ်ပြုတ်ဖို့လည်းမသင့်တော့ဘူး။ကဲဒီလိုလုပ်ကြစို့ဟေးလာကြမိတွေးတော်ဂေါရမိထံသွားလို့မိတွေးတော်အကပ်ပြီးတော့သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားကိုမိမ့်မတွေယဟန်ပြုတ်ရန်ခွင့်တောင်းပေးပါအားလုံးကိုခွင့်ပြုပါမယ်ဆိုတာဝိုင်းပြီးတော့တိုက်တွန်းကြစို့အဲ့ဒါနဲ့မိတွေးတော်ထံရောက်သွားဒီလိုမိတွေးတော်ထံရောက်သွားတဲ့အချိန်ခါမှာမိတွေးတော်ကိုတောင်းမှလျှောက်ထားခိုင်းတော့မိတွေးတော်ဂေါရမိကလည်းဒုတိယအကြိမ်မြတ်စွာဘုရားကိုရောမြတ်ကြီးထံခွင့်တောင်းလို့မရတော့တရားနာပိဋကဟောကျွတ်တုဆတ္တတဲ့ကိုခေါ်ပါတယ်ဆတ္တတဲ့ဆိုတာကျွတ်တုခုခေတ်တော့ဆံမညတ်တဲ့လူကရုံးရိပ်ပေးတဲ့လူပေါ့အဲ့ဒီဆတ္တတဲ့ကိုခေါ်ပါတယ်ခေါ်ပြီးတော့အကုန်လုံးဆံနေချအမျိုးသမီး900နဲ့ဆံနေချပြီးတော့ဖန်ကြီးစွန်းတဲ့အဝတ်ကိုဝတ်ကြငါနှမတို့ဒီထဲမိန်းမငယ်လေးတွေလည်းအများကြီးပါတယ်ဟဲ့ဘုရားလက်ထက်ကယောက်ျားမပြောနဲ့ဟေးမိန်းမတွေတောင်သင်္ကန်းဝတ်ချင်စိတ်ပေါက်လို့ဘုရားကိုဇွတ်လျှောက်ခဲ့တာနော်မိန်းမတွေအားကြစရာကြီးမို့ဒီဇတ်တော်ကြီးကမိန်းမငယ်လေးတွေလည်းပါပါတယ်ဒီထဲမှာပြီးတော့အိမ်တော်တွေလည်းပါပါတယ်အဖွားကြီးတွေလည်းပါပါတယ်အားကြစရာကြီးပေါ့အဲ့ဒီလိုတရားနာပိဋကရေဘုရားထံမှာခွင့်တောင်းလို့မရတော့ဆတ္တတဲ့ခေါ်ပြီးဆံနေချပြီးဖွံရည်စွန်းတဲ့အဝတ်ကိုဟောဘုရားကိုယ်တော်မြတ်ရီမှန်းပြီးတော့သူတို့စိတ်ထဲပေါ့လေယဟန်ဝကြဝတ်ပြီးတော့ဖွံရည်စွန်းတဲ့အဝတ်နဲ့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးသရင်သုံးတော်မူရာဖြစ်တဲ့ဝေသာလီတို့မိတွေတော်ဂေါရမီနဲ့အမျိုးသမီး900ကြွကြတော့မြည်သူတို့စိတ်ထဲပေါ့လေယဟန်ဆိုတော့ကြွမယ်ပေါ့သို့တော့ယဟန်မဖြစ်သေးပါဘူးအဲ့ဒီဝေသာလီပြည်နဲ့ကျွတ်တို့ကပ္ပိလူအတိုင်းပြည်ဆိုတာဘယ်လောက်ဝေးသလဲလို့ဆိုတော့90နဲ့တယူဇနာဝေးပိဋကကြီးဘယ်လောက်ဝေးတုံးမြို့ဟို90နဲ့တယူဇနာဆိုတော့ယူဇနာ90တင်မဲ့ကျွတ်တို့ခုခေတ်မိုင်သုံးနဲ့တွက်ကြည့်ရင်639မိုင်နဲ့9ဖာလုံး9ပိုလောက်ဆိုတော့မိုင်650ကျော်လောက်ရှိမယ်ပေါ့မိုင်ပေါင်းပိဋကကြီးသူတို့သွားကြမယ်ကပ္ပိလူအတိုင်းပြည်နဲ့ဝေသာလီပြည်ဟာတရားနာပိဋကမိုင်ပေါင်းဘယ်နှရာကျော်ရှိ650ကျော်ဟဲ့အဲ့ဒါကိုသွားကြမယ်လို့ဆိုတော့ကောလိယမင်းသားများစီမိတွေတော့ဂေါရမီနဲ့တကွမင်းသမီး900တို့ကိုရွှေထန်းစင်ပေါ်မှာတင်၍လိုက်ပို့မယ်တလောက်ဝေးတဲ့ခရီးနန်းတွင်သူမိမသားတွေလည်းဖြစ်လို့ခြေဘဝသွေးကြေဥယုံနဲ့မကခြေဘဝတွေအကုန်လုံးတော်တော်ကြာပေါက်ပြင်းစုပ်ပြတ်ပြီးတော့ဆင်းရဲတဲ့ဓာတ်တွေဝင်းကုန်ရောကန်ထန်းစင်ပေါ်တက်ကြရွှေထန်းစင်900နဲ့ပို့မယ်ဆိုတော့မိတွေတော်ဂေါရမီနဲ့မင်းသမီး900ကမထမ်းကြနဲ့တို့ရင်နဲ့မသွားဘူးဝေါ်ရင်နဲ့မသွားဘူးမြတ်စွာဘုရားထံသွားတာကိုထမ်းစင်ကြီးနဲ့သွားရမယ်ဆိုရင်ဘုရားကိုယ်တော်မြတ်ကြီးကိုမလေးစားရရောက်တယ်ဒါကြောင့်ငါတို့ထမ်းစင်နဲ့မသွားဘူးခြီချင်းပဲသွားမယ်ခြီချင်းသွားမယ်ဆိုပြန်ပါတော့လေတရားနာပိဋကမင်းချင်းယောက်ျားများကကျွတ်တို့နောက်ကနေပြီးတော့ယထာပေါ်မှာရိတ်ခါတွေအပြည့်တင်ပြီးတော့အဆောင်လျှောက်တင်နဲ့ရှေ့နောက်လိုက်ပို့ကြရပါတယ်ဗျာဒီလိုပဲခုနေမှာပြုတ်ခြင်းကြအလုံးလို့မိတွေတော့ဂေါရမီနဲ့အမျိုးသမီး900တို့သည်ဖယားထံသို့ကြွလိုက်ကြတာနန်းတွင်သူဆိုတော့ခြေဘဝလေးကလည်းနှုတ်တကူနှုတ်တော့ဖဏမပါဘဲနဲ့တရားနာပိဋကခြေကျင်သွားရတယ်ဆိုတော့လေပိဋကကြီးတာရှိခံနိုင်မှာမလားနန်းတွင်သူကပ္ပိလဝကတာဂီဝင်မင်းသမီးတွေမပြောနဲ့ကျွတ်တို့ရန်ကုန်သူလေးတွေတောင်ဟေးမိုင်600ကျော်သွားနိုင်မှာမလား600ကျော်သာမသွားတာဟေးငါမနဲ့ပိုက်ထွက်ကြည့်တယ်ကြားလားမလေးသူတို့သွားကြလားဟဲ့ဘယ်နှမိုင်လောက်သွားတယ်တော့တို့မသိဘူးကြည့်တရားနာပိဋကကြီးဟိုမှာမိုင်မောင်း600ကျော်သွားရတော့ခြေဝါးတွေတွေးချဥလို့ဘုရားကိုယ်တော်မြတ်ကြီးသရင်သုံးတော်မူရာဖြစ်တဲ့ကျောင်းတော်သို့အရောက်မဝင်ရဘူးကျောင်းတယ်
ဘယ်ဝင်ရဲပါမလဲအော်မိတွေတော်ဂေါရမီသည်သားဖယားကခွင့်မပြုလို့ခွင့်မပြုတော့လဲရီမှန်းပြီးတော့ယဟန်မိမ့်မဝိသွားပြီထီနန်းတော်ကြီးမှမရှိတော့ဘူးရွှေနန်းတော်ကြီးစွန့်ခွာလို့ဘေခုနီမဝိသွားပြီလို့တိုင်းပြည်တပြည်လို့အုပ်ကြွက်နဲ့ကြော်ကြားဖြစ်နေတဲ့ကြားထဲမြတ်စွာဘုရားကိုတော်မြတ်ကငါဖယားခွင့်မပေးဘဲနဲ့မိတွေတော်ဝတ်တဲ့ဆိုပြီးတော့ဘေခုနီသာသနာတော်ကြီးမြတ်ခွင့်မပြုလိုက်လို့ရှိရင်ဖြင့်ရှစ်ဆရာကြီးနဲ့ကြုံမှာပေါ့လားတိတ်အရှက်ရစရာကြီးပါလားဖြစ်ပါဘူးလေညီမတို့ဟဲ့သမီးတို့လာကြဟောဒီကျောင်းပေါက်ကနေပြီးတော့မြတ်စွာဘုရားကိုတော်မြတ်ကြီးထုံလဲတဲ့ဝင်ပြီးတော့မလျှောက်ထားရသဖြင့်ဒီကနေပြီးတော့ရင်ကြီးအဖြစ်ပြောမယ်ဆိုရင်ကျွတ်တူဘုရားကိုဆန္ဒပြကြတာပေါ့ဗျာမြင်းရင်ဖြိုင်ကြပြီးတော့ငိုးနေကြအဲ့ဒီလိုငိုးနေတဲ့ချိန်ခါမှာညီတော်အနန္ဒာထွက်လာမိတွေတော့သွားတွေ့လိုက်အလိုအိုးမိတွေတော့ကြီးအိုးပြည့်ရည်တွေနဲ့ပါလားကြည်စမ်းခန္ဓာကိုယ်ကြည့်ရတာလဲပင်မမာပြီတဲ့ဟင်ခြေဘဝလဲသွေးတွေရွှဲလို့မိတွေတော့ဗျာဘယ်လိုဖြစ်လာတာတော့ကပိလကောလိယမင်းမျိုးတွေဒုက္ခတစ်ခုခုကြုံလို့ဒီကိုထွက်ပြေးလာကြတာထင်ပါရဲ့မဟုတ်ပါဘူးခြေသားအာနန္ဒာဒီလိုမဟုတ်ဘူးမိတွေတော်သည်တဖယားကိုဝေသာလီပထမအကျင့်ရောက်စဉ်ကတည်းကဘေခုနီမဝှချင်လို့ခွင်တောင်းခဲ့တဲ့၃ချိန်တိုင်တိုင်းဒါလည်းခွင်မပေးခဲ့ဘူးခွင်မပေးတော့တဖယားကိုရီမှန်းပြီးဆက်တာတွေကိုခေါ်၍ဆံများချ၍တဖယားကိုရီမှန်းပြီးတော့ငါတို့သင်္ကန်းဝစ်လာတယ်ဒါကြောင့်သားတော်ဖယားကိုလည်းမလျှောက်ရဲဘူးချစ်သားအာနန္ဒာဒါကြောင့်ငါတို့ဘေခုနီမဝှချင်လို့ဖယားခွင့်မပေးတာနဲ့ဟောဒီကျောင်းမောက်ကနေပြီးတော့မိုင်နွေးချငိုးနေကြရပါတယ်လို့လျှောက်ထားလိုက်တော့ညီတော်အာနန္ဒာမြတ်စွာဘုရားထံကပ်မိတွေတော်ကြီးနေုံခွင့်တောင်းပေးမယ်ဆိုပြီးဘုရားထံကပ်မြတ်စွာဘုရားတဲ့မိတွေတော်ဂေါရမီသည်အခုကျောင်းဘဝမှာရောက်နေကြောင်းပါဗျာဟဲ့ခြေသားအာနန္ဒာဘာအကြောင်းနဲ့ရောက်မှန်လားပါဗျာမျက်ရည်တွေဖြိုင်ကြလို့ဘေခုနီမှာပြုတ်ကျင်တာနောင်ဖယားကခွင့်မပေးလို့တာကြီးဝင်အမျိုးသမီး900နဲ့ဆက်တာတွေကိုဆန်းနေအချခိုင်းလို့ဖာရီစွန်းတဲ့အဝတ်တွေနဲ့ကြောင်းပေါင်းမှရောက်ပြီးတော့အလုံးကိုမျက်ရည်ပေါက်ကြလို့ငိုးနေကြပါဗျာဒါကြောင့်ခွင့်ပေးတော်မူပါမည်အကြောင်းညီတော်လျှောက်ထားရကြောင်းပါဖယားလို့ဖယားလျှောက်ထားလိုက်တော့ညီတော်အာနန္ဒာတဲ့ဘေခုနီသာသနာကိုချစ်သားမနှစ်သက်လင်မိမတွေယဟန်ပြုတာကိုချစ်သားမနှစ်သက်လင်ဖယားပေးတော်မူတာပဲပြိတ္တာတစ်ချိန်ခွင့်တောင်းမရဘူးနှစ်ချိန်မရဘူးသုံးချိန်တိုင်တဲ့ညီတော်အာနန္ဒာခွင့်တောင်းတော့လဲခွင့်မပေးတော့ညီတော်အာနန္ဒာကဖြစ်တော့ဘူးဒီတိုင်းတော့တမျိုးတမီအားဖြင့်ဘုရားကိုယ်တော်မြတ်ကြီးကိုလျှောက်ထားမှာပဲလို့မြတ်စွာဘုရားတပည့်တော်ညီတော်လျှောက်ထားပါရစေပါဗျာမိမတွေသင်္ကန်းဝတ်ပြီးတော့ယဟန်ပြု၍ဘုရားအဆုံးအမသာသနာတော်ကြီးကိုကျင့်ကြံကြိုးကိုအားထုတ်ကြမယ်ဆိုရင်ဖြင့်မက်ဖို့တရားများရနိုင်မလားမရနိုင်ဘူးလားဗျာလို့ဟောညီတော်အာနန္ဒာကရှောက်တယ်မျိုးချစ်သားတဲ့မိမတွေယဟန်ပြုပြီးတော့ငါဖယားသာသနာတော်မှာကြည်ကြံကြိုးကိုအထုတ်ကြမယ်ဆိုရင်ဖြင့်မတရားဖို့တရားကိုရ၍နိဗ္ဗာန်သို့ရောက်နိုင်ကြတယ်ချစ်သားမှန်လားပါဗျာတဲ့နိဗ္ဗာန်သို့ရောက်နိုင်ကြရင်ဖယားကိုယ်တော်မြတ်ကြီးရဲ့အပေါ်မှာကျေးဇူးအင်မတန်များတဲ့မိတွေတော်ကြီးမို့ခွင့်ပြုသင့်ပါသည်ဗျာဖယားကိုယ်တော်မြတ်ဤမေတော်ဖယားလက်ရွာစံပြီးတဲ့နောက်2 ရက်3 ရက်လောက်ကစိုက်ပြီးနို့ချိုရည်တက်ကျွေးပြီးတော့လာခဲ့တယ်မိတွေတော်ကြီးပါဗျာ
ဒီလိုလွတ်ချွတ်တိုက်ကျွေးမွေးလာတဲ့မိခင်ကြီးကျေးဇူးတော်အမတန်ကြီးလို့အခုလည်းပဲရွှေလန်းတော်ကြီးပြည်လို့ဖျားထံသူအရောက်လာခြေဘဝမှာလို့သွေးကြည်ဥယုံနမကသွေးကြည်ဥဓာတွေပေါက်ကွဲပြီးတော့သွေးတွေတောင်ရွှဲနေပါဗျာဆင်းရဲဒုက္ခရောက်နေကြပါတယ်တို့ဖြစ်ပါ၍ကျေးဇူးကြီးမားလာတဲ့မိရွေးတော်ကြီးကိုမြတ်စွာဘုရားဘိက္ခုနီမဝေယံခွင့်ပြုတော်မူသင့်ပါသည်ခွင့်ပြုတော်မူပါဗျာလို့ညီတော်အာနန္ဒာဇုတ်ကလျှောက်တော့ဟဲ့ဖြစ်သားအာနန္ဒာငါဖယားသည်ဂရုတံ8ပါးကိုလိုက်နာမယ်ဆိုရင်ဖြင့်မိတွေးတော်ကြီးတောင်းတဲ့ဘိက္ခုနီမဝိယံအခွင့်ကိုငါဖယားပေးသနာတော်မူမယ်ဂရုတံ8ပါးနည်းနည်းလေးပြောကြအောင်စို့ကိုင်းပရိသတ်ကြီးနောက်ကလိုက်ဆိုစမ်းမှသဘောလဲပေါက်သွားအောင်ပေါ့ဝါတရားရပြီးသောယဟန်မိမသည်တိမ်ကထွက်ခါစယဟန်အတိတ်ကလေးကိုရှစ်ခိုးရမည်နံပါတ်1နော်လက်ချိုးထားဝါတရားဆိုတာတရားနာပိဿသိလောက်ပါတယ်အနှစ်တရာပေါ့အနှစ်တရာပေါ့တဝါကိုတစ်နှစ်ဖဲကိုဒါကြောင့်ဝါတရားရည်တဲ့ဘိက္ခုနီယဟန်မိမသည်ယနေ့တိမ်ကထွက်ခါစဖြစ်တဲ့ယဟန်ယောက်ျားအတိတ်ကလေးကိုအသက်ထက်ဆုံးရှစ်ခိုးပြီးတော့ကျင့်နိုင်မယ်ဆိုရင်အဲ့ဒီတပါးကိုလည်းပဲကျင့်ရမယ်တဲ့တခုပြီးသွားပြီပေါ့အဲနောက်တစ်ခုဆိုလိုက်စမ်းပါယဟန်မိမသည်ယဟန်ယောက်ျားများနှင့်မနီးသောကြောင်းမှာဝါမကတ်ရဘယ်နှခုရှိသွားတော့ညမှလည်းမှတ်သွားနော်အဲ့ဒီယဟန်မိမများဟာတဲ့ယဟန်ယောက်ျားများနဲ့တိတ်ဝေးတဲ့နေရာမှာဝါမကတ်ရဘူးဝါမဆိုရဘူးတဲ့နံပါတ်2ပေါ့ကဲနောက်တစ်ခုဆိုလိုက်ယဟန်မိမသည်လကွယ်တစ်ချိန်ယဟန်တန်ခါမှဥပုပ်မေးခြင်းအဆုံးအမခံရန်ကဲ့ရောက်ခြင်း၎င်းနှစ်ပါးကိုအသက်ထက်ဆုံးကျင့်ရမည်ဘယ်နှခုပြီးသွားပါလဲယဟန်မိမများဟာလကွယ်တစ်ချိန်ယဟန်တန်ခါများမှာဥပုပ်မေးခြင်းအမှုဆုံးမခံရအမှုကိုကဲ့ရောက်ပြီးတော့အဲ့ဒီနှစ်ပါးပြုရမယ်လို့နံပါတ်3ပြီးသွားတော့ gain နံပါတ်4လိုက်ဆိုလိုက်ဝါကျွတ်ပြီးတော့ယဟန်မိမသည်မြင်ခြင်းကြားခြင်းယွန်ရှာခြင်း3ခုဖြင့်ခိတ်ကြား၍ပဝါရဏပြုရမည်ဘယ်နှခုပြီးသွားတော့လက်ချိုးထားနော်ဝါကျွတ်သွားတယ်ဆိုရင်ယဟန်မိမများဟာတဲ့မြင်ခြင်းကြားခြင်းယွန်ရှာခြင်းဆိုတဲ့အဲ့ဒီ3ပါးဖြင့်ခိတ်ကြားပြီးတဲ့အချိန်ခါမှာပဝါရဏပြုရမယ်ပဝါရဏဆိုတာကျွတ်တော့မြင်တဲ့အပြစ်ကြားတဲ့အပြစ်ဆက်ဆုပ်ယွန်ရှာဝဲရအပြစ်အဲ့ဒီအပြစ်တွေကိုတွေ့ကြုံလာတာကိုအချင်းချင်းဖိတ်ကြားပြီးတော့တပားနဲ့တပားအဲ့ဒီလိုပြုရမယ်လို့ဘုရားကိုယ်တော်မြတ်ကတရားနာပိဋကကျွတ်တို့နံပါတ်4အနေနဲ့ဂရုတံ4ပါးရှိသွားပါပြီဗျာဘယ်နှပါးရှိသွားတော့နောက်တစ်ခါဆိုလိုက်တန်ခဒိဋ္ဌိရောက်သောယဟန်မိမသည်ယဟန်ယောက်ျားယဟန်မိမနှစ်ဖက်တန်ခါနှင့်15ရက်တစ်သက်ခါကြာအောင်မာနကျင့်ရမည်ဘယ်နှခုပြီးသွားပါလဲတန်ခါဒိဋ္ဌိသိလို့ရှိရင်တဲ့ယဟန်ယောက်ျားယဟန်မိမနှစ်ဖက်တန်ခါနဲ့15ရက်တစ်သက်ခါတိုင်အောင်မာနကျင့်ရမယ်တဲ့ဘယ်နှခုပြီးလဲနောက်တစ်ခုဆိုလိုက်ယဟန်မိမသည်မိမိထံသို့2နှစ်တိုင်တိုင်တိတ်ခါမကြိုးမပေါက်အောင်စောင့်ထိန်လာသောတိတ်ခမအားယဟန်ယောက်ျားယဟန်မိမနှစ်ဖက်တန်ခါ၌ယဟန်မိမပြုပေးရန်ကြောင်းကြဆက်၍ရှာဖွေရမည်
ဘယ်နှခုရှိသွားလဲနောက်တစ်ခါဆိုလိုက်ယဟန်မိန်းမသည်ယဟန်ယောက်ျားကိုမဆဲရမရေရွတ်ရမကြိမ်ဆဲရလွယ်တော့လွယ်ဘူးနော်ယဟန်မိန်းမပြုဖို့သိလွယ်တာမဟုတ်ဘူးဘုရားကိုယ်တော်မြတ်ကအဲ့ဓာတွေအကုန်လုံးမြတ်စွာဘုရားကဒီဂရုတန်၈ပါးကိုတဲ့လိုက်နာမှယဟန်မိန်းမပြုခွင့်ပေးမယ်တဲ့ခုနှစ်ခုရှိသွားပြီနော်ဘယ်နှခုရှိသွားတော့မျိုးနောက်တစ်ခါဆိုလိုက်ယဟန်မိန်းမကယဟန်ယောက်ျားရဲ့အပေါ်မှာမဆုံးမရမှတ်တယ်နော်ဘိက္ခုနီခေါ်တဲ့ယဟန်မိန်းမကယဟန်ယောက်ျားကိုသွားပြီးတော့မဆုံးမရဘူးတဲ့ဩဇာမပေးရဘူးတဲ့လူလိုပြောရင်နောက်တစ်ခါဆိုလိုက်ယဟန်ယောက်ျားကယဟန်မိန်းမရဲ့အပေါ်မှာသာဆုံးမဩဝါဒပေးရမည်အဲ့ဒါနံပါတ်၈နော်ပြေသာကြီးနံပါတ်ဘယ်လောက်တော့အဲ့ဒီ၈ပါးသောဂရုတန်တရားကိုချစ်တာမိတွေးတော်ဂေါရမီအသက်ထက်ဆုံးလိုက်နာနိုင်မယ်ဆိုပါကဘိက္ခုနီမယဟန်မိန်းမပြုရငါဖယားခွင့်ပေးသည်လို့မိတ်လိုက်တော့ညီတော်အာနန္ဒဝမ်းမြောက်ဝမ်းသာနဲ့မိတွေးတော်ကြီးထံထွက်လာမိတွေးတော်ကြီးဗျာမိတွေးတော်ကြီးဗျာဟဲ့တာတော်ရှင်ဗျာအာနန္ဒဖယားကိုရောမြတ်ကြီးဘယ်လိုအမိတ်ရှိလိုက်သလဲဖယားကိုရောမြတ်ကြီးအမိတ်ရှိလိုက်တာကဂရုတန်၈ပါးကိုလိုက်နာလို့ရှိရင်ဘိက္ခုနီသာသနာယဟန်မိန်းမဝိရံခွင့်ပြုပါတဲ့မိတွေးတော်ကြီးပေးသာတာမန်နဲ့ခွင့်မပေးဘူးနော်လွယ်လွယ်လေးနဲ့ခွင့်ပေးလိုက်ရင်လွယ်လွယ်လေးဖြစ်သွားမှာစိုးလို့သဘောပေါက်တော့ပါတယ်ဒီလောက်ပြောရင်မိန်းမဆိုတာယောက်ျားနဲ့မတူဘူးတူရလားပြုတ်အဲဘာလို့မတူတော့မတူလို့မတူတာဗောမတူဘူးခင်ဗျားတို့သိတယ်မိန်းမဟာယောက်ျားတဲ့မာနကြီးတယ်တဲ့နားထောင်နော်မာနကြီးတဲ့ဗျတူတဲ့နေရာပတဲ့နေရာပြိုင်တဲ့နေရာဆိုင်တဲ့နေရာမိန်းမဟာယောက်ျားထက်ဆိုးတဲ့ဗျမတရားပဲပြောပါတယ်ရန်ကုန်မြို့ကမိန်းမတွေဒီလောက်ဟုတ်မယ်မဟုတ်ပါဘူးပြောပါသေးတယ်ကြုံမျက်စောင်းထိုးမှလည်းစိုးရသေးတော်တော်ကြာတုတ်လာလိမ့်မယ်တဲ့ဗျဘုရားကိုယ်တော်မြတ်ကပထမဆုံးပေးတဲ့ဂရုဒဏ်နဲ့ကြည့်လေဝါတရားရတဲ့ယဟန်မိန်းမကြီးဒီတိမ်ကထွက်ခါစဖြစ်တဲ့ယဟန်ယောက်ျားအစ်စ်ကလေးကိုရှစ်ခွေးရမယ်ဆိုတော့ပြီးရောပေါ့မန်ကိုချိုးပြလိုက်တော်ကြာသင်္ကန်းဝစ်လာတော့တုလာမှာကိုဗျဘယ်လိုတုလာမလဲအိုးသူတို့လည်းကရုံတို့လည်းကရုံမှာအေးလောက်လာမှာသူတို့ကသူတို့လည်းဒီသင်္ကန်းတို့လည်းဒီသင်္ကန်းသူတို့လည်းဒီသပိတ်တို့လည်းဒီသပိတ်တော်ကြသူတို့လည်းဒီဝီနီတို့လည်းဒီဝီနီလှုပ်လာမှာဆိုလို့ဘုရားကိုယ်တော်မြတ်ကဝီနီတောင်မှအတူတူမပြင်းကြဘူးကျွတ်တို့ယဟန်ယောက်ျားတွေမှာပါရာဇိက၄ပါးရှိမိန်းမယဟန်တွေကြတော့ပါရာဇိကဘုရားကိုယ်တော်မြတ်က၈ပါးတောင်ထားတယ်ဗျာတုလာမှာဆိုလို့ပြိုင်းလာမှာဆိုလို့ဒါကြောင့်တရားနာပရိသတ်ရေမတုသင့်မပြိုင်တဲ့အရာကိုမိတွေးတော်ကြီးမတုနိုင်အောင်မပြိုင်နိုင်အောင်ဆိုပြီးတော့မန်ကိုချိုးပြီးတော့ဘိက္ခုနီသာသနာကြီးကိုပေးလိုက်ပါတယ်ဗျာပြည်သားကြီးဘိက္ခုနီသာသနာခွင့်ပြုလိုက်ပါလားခွင့်ပြုဆိုအဲ့ဒီမိတွေးတော်ကြီးကိုညီတော်အာနန္ဒာကသွားပြီးအဲ့ဒါလို့အကြောင်းကြားလိုက်တော့ခြေသားအရှင်ဘုရားအာနန္ဒာတဲ့ဘုရားတပည့်တော်မသည်အသက်ထက်ဆုံးတာဖယားကပေးတဲ့ဂရုဒဏ်၈ပါးကိုခေါင်းပေါ်မှာရွတ်၍အသက်ထက်ဆုံးကြင်ကြံကြိုးကိုအထုတ်နိုင်ပါတယ်ဗျာလို့အဲ့ဒါလို့လျှောက်ထားလိုက်တဲ့အချိန်မှပင်လျင်ဘိက္ခုနီသာသနာသည်ခွင့်ပြုပြီးသားဖြစ်သွားပါပြီဗျာခွင့်ပြုပြီးသားဖြစ်မသွားဘူးလားပြိဿအဲ့ဒီချိန်ခါမှာကျွတ်တို့မိတွေးတော်ကြီးပြီးသိမ်ထဲမှာဝင်ပြီးတော့ညကမဝါစာတွေနဲ့ရွတ်ဖတ်ပြီးတော့ဖြစ်တဲ့ယဟန်မိန်းမမဟုတ်ပါအထဂရုဓမ္မပဋိက္ခဟဏဥပတံပရာတဲ့ပြိဿရှစ်ပါးသောဂရုဒဏ်တရားကိုခံယူတဲ့ယဟန်မိန်းမကြီးဖြစ်သွားပါပြီတဲ့ဗျာသာသနာမှာရှေးဥပထမပေါ့လေဘိက္ခုနီသာသနာမှာပြေတာကြီးသိမ်လဲဝင်ပြီးတော့ကျွတ်တို့ယဟန်ခံနေရတဲ့ယဟန်မိန်းမဟုတ်ကဲ့လား
ညက်ကမဝါစာတွေနဲ့ရွတ်ဖတ်ပြီးတော့ပြုတ်ရတဲ့ယဟန်မိန်းမဟုတ်ကဲ့လားအထဂရုဓမ္မပဋိက္ခဏဥပတမ္ပရာဆိုတာရှစ်ပါးသောဘုရားကိုယ်တော်မြတ်ပေးတဲ့ဂရုတံတရားကိုခံယူ၍ယဟန်ဖြစ်သွားပါတယ်တဲ့ဗျယဟန်မိန်းမဘိက္ခုနီမကြီးဖြစ်သွားတယ်ဆိုကြပါစို့နောက်တရားနာပိဋကကြီးမိတွေတော်ဂေါရမီသည်မြတ်စွာဘုရားကိုယ်တော်မြတ်ကိုရှောက်ထားပါတာတော်ဘုရားတဲ့900သောနန်းတွင်သူတွေအတွက်ဖယားတပည့်တော်မှာဘယ်လိုရှေ့ဆက်ပြီးတော့ဆောင်ရွက်ရပါမလဲဖယားလို့လျှောက်ထားတော့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကမိတွေတော်ကိုတရားဟောတော်မူပြီးတရားဟောတဲ့အချိန်ခါမှာပဲတရားပြီးဆုံးတဲ့အချိန်မိတွေတော်ကြီးဖဲသွားပါတယ်ပြိတ္တမိတွေတော်ကြီးခွာသွားတဲ့အချိန်ခါမှာယဟန်တန်ကယောက်ျားယဟန်များကိုခေါ်တော်မူ၍ချစ်သားတော်တဲ့ဒီကနေ့ဒီအချိန်ကစလို့ငါဖယားသည်မိမများကိုယဟန်မိမပြုတ်ရန်ခွင့်ပေးတဲ့ချစ်သားတော်လို့ဝီနီးပညာတစ်ခုထုတ်တော်မူပါတယ်ဗျာအဲ့ဒီချိန်မှာပဲလျင်မိတွေတော်ကြီးဂေါရမီကိုဥပ္ပစ္စေယူစေ၍ဟောယဟန်မိမအဖြစ်နဲ့ကျွတ်တို့900သောမိမတွေကိုယဟန်ပြုတ်ပေးလိုက်ပါတယ်ဗျာအဲ့ဒီတုန်းကတော့ဘိက္ခုနီယရှိမှရှိသေးပဲနဲ့ရှိရလားပြိဿအစဆိုတော့ဘိက္ခုနီယမပြည့်စုံသေးဘူးမပြည့်စုံသေးတော့ကျွတ်တို့တစ်ဖက်သောယဟန်ယောက်ျားနဲ့ရင်ကျွတ်တို့ယဟန်ပြုတ်ပေးရတာဖြစ်တော့အဲ့ဒီယဟန်မိန်းမ900တို့သည်ဧကတောဥပတံပန္နဘိက္ခုနီလို့တစ်ဖက်သောယဟန်နဲ့ယဟန်ဖြစ်သွားတယ်ဆိုကြပါစို့ဘယ်နှစ်ဖက်သောယဟန်တို့မြအဲ့ဒီလိုတဲ့တရားနာပိဋကကြီးမိတွေတော်ဂေါရမီသည်မြတ်စွာဘုရားသာသနာမှာအထဂရုဓမ္မပဋိက္ခဏဥပသမ္ပရာဖြစ်နေယဟန်မိမအဖြစ်ကိုခံယူပြီးတော့လာခဲ့ရာနောက်မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးတန်ခိတ္တသုတ်ဒေသနာကိုဟောကြားလို့နာရသဖြင့်မိတွေတော်ဂေါရမီသည်ယဟန်ဓာမိမကြီးဖြစ်ပါသည်ပိဋကအာသဝကုန်ခံလို့ယဟန်ဓာမိမကြီးဖြစ်သွားပါလားပြုဖြစ်သွားပြီနော်နောက်ကျွတ်တို့ဘုရားကိုယ်တော်မြတ်ကနန္ဒကောဝါဒတုတ်ကိုလည်းပဲဟောကြားလိုက်တဲ့အချိန်ခါမှာ900သောဘိက္ခုနီမတို့သည်သောတာပန်သဂရာဂံအနာဂံယဟန္တာကြီးတွေဖြစ်သွားတော်မူကြပါရဲ့ဗျာဘုရားကိုယ်တော်မြတ်ကြီးသည်တာဝဋ္ဌိပြည်ဇေရဝံရွှေကျောင်းတော်မှာတည်င်းသုံးတော်မူခြင်းအခါဘိက္ခုနီမများကိုဧတရပေးတဲ့နေရာဧတရကံဘိက္ခုမမသာဝိကာနံဘိက္ခုနီနံရတ္တညုနံယတိဒံမဟာပဇာပတိဂေါရမီလို့ယာရုအပ်ခဲ့လူလိုပြောရင်ယာရုပေါ့ကျမ်းဂန်သုံးတဲ့စာလိုပြောရင်ဧတရချစ်သားတို့ချစ်သမီးတို့ဘိက္ခုနီမအပေါင်းတို့တွင်မြင့်ရဲ့အတိုင်းအရှိကိုသိမြင်တဲ့နေရာမှာငါဖယားအောင်ငါဣမိတွေတော်ဖြစ်တဲ့မဟာပဇာပတိဂေါရမီအမြတ်ဆုံးမယ်လို့ဒီယာရုကြီးအပ်ဒီယူတဲ့ယာရုကြီးအပ်ပြီးတော့မြတ်စွာဘုရားကိုယ်တော်မြတ်သည်ဝေတာလီမဟာဝုံကျောင်းတက်ကြီးမှာတည်င်းသုံးတော်မူစဉ်ဝေတာလီပြည်ရဲ့အတွင်းမှာပဲတရားနာပိဋကဘိက္ခုနီမကျောင်းရှိပါဘုရားတက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကယဟန်မိမများကိုမြို့အတွင်းမှာသာလျှင်ဘုရားကိုယ်တော်မြတ်ကနေစေပါတယ်ဒါကြောင့်ဝေတာလီပြည်ဘိက္ခုနီကျောင်းမှာတည်င်းသုံးနေတဲ့တက်တော်အပြင်120ရှိတဲ့မိတွေတော်သည်ဘိက္ခုနီသာသနာကြီးစပြီးတော့တည်ထောင်လာခဲ့ရာဖလတမဘတ်ကိုဝင်စားရင်းနဲ့ပဲပစ္စဝခဏဆင်ခြင်လိုက်တဲ့အခါမှာငါသက်တမ်းဘယ်လောက်ရှိပါလေဦးမတော်ဒီလောကကြီးထဲမှာငါဘယ်နှစ်ရက်လောက်နေခွင့်ရှိပါလေဦးမတော်ကြည့်လိုက်တော့သူ့အာယုသင်္ခါရကုန်နေတာကိုတွေ့ငါပြီအသက်တော်လည်းရှည်ခဲ့ပြီအသက်လည်းကြီးခဲ့လှပြီငါပြီငါဤသားတော်ဖြစ်တဲ့
ကောရမမြတ်စွာဘုရားပရိနိဗ္ဗာန်စံတဲ့ပွဲကြီးကိုလည်းငါနှွှဲနိုင်တော့မည်မဟုတ်လက်ဝဲရလက်ရရဖြစ်တဲ့ရှင်မောက္ကလံရှင်သာရိပုတ္တရာကိုရောမြတ်များရဲ့ပရိနိဗ္ဗာန်စံဝင်တဲ့ပွဲကိုလည်းငါမှီတော့မည်မဟုတ်ငါဤတူတော်ဖြစ်တဲ့အာနန္ဒာအရှင်မြတ်ရဲ့ပရိနိဗ္ဗာန်စံနာကိုလည်းငါမှီမည်မဟုတ်ငါဤသားတော်ယဟန္တာကြီးနန္ဒမထေသူပရိနိဗ္ဗာန်စံပွဲလည်းငါမြည်မည်မဟုတ်ငါဤမြေတော်ကလေးယဟုလာနဲ့တကွရှင်မဟာကတ္တဗကိုရောမြတ်ကြီးကိုလည်းပရိနိဗ္ဗာန်စံပွဲဖူးခွင့်ရတော်မည်မဟုတ်ငါပရိနိဗ္ဗာန်စံရအချိန်တင့်သဖြင့်သားတော်ဘုရားကိုလျှောက်ထားမှာပဲလို့မြတ်စွာဘုရားကိုရောမြတ်ကြီးဤခြေတော်ရင်းတို့ရောက်အောင်မကြွခင်ဘိက္ခုနီမများကိုချစ်သမီးတို့မတော်ကြီးသည်အသက်တော်ကလည်းကြီးခဲ့ပြီပရိနိဗ္ဗာန်စံရအာယုသင်္ခါရကလည်းကြာရောက်ခဲ့ပြီတို့ဖြစ်၍ငါသည်သားတော်ဘုရားကိုလျှောက်ထားပြီးတော့ပရိနိဗ္ဗာန်စံတော့မယ်မိတွေတော်ကြီးကြံတယ်လို့ပဲ900သောဘိက္ခုနီမများကလည်းပဲအဲ့ဒီအကြံတော်ရှိအဲ့ဒါနဲ့မိတွေတော်ဂေါတမီကြီးမြတ်စွာဘုရားကိုရောမြတ်ထံကြွလို့မြတ်စွာဘုရားတဲ့မိတွေတော်သည်အသက်တော်120မှုအသက်တော်ကလည်းကြီးရင်ပြီးတော့လာခဲ့ပါပြီတလောက်ဆိုရင်ကျေနပ်တော်မူပါတော့ခွင့်ပြုတော်မူပါတော့သာသနာတော်ကြီးမိမတွေယဟန်ဝစ်ပြီးတော့နတ်ရွာသူဂတိနိဗ္ဗာန်မဲ့ဖို့ထီအောင်ဘိက္ခုနီသာသနာကြီးကိုလည်းမိတွေတော်ခွင့်တောင်းလို့သားတော်ဘုရားခွင့်ပြုခြင်းအရာ9နှစ်10နှစ်အရွယ်တွေကစပြီးတော့သောတာပန်သဂရကစသည်ဖြစ်လို့မိမတွေလည်းမဖို့ရလို့နိဗ္ဗာန်ဝင်ကုန်ကြပါပြီသားတော်ဘုရားဒါကြောင့်မိတွေတော်သည်ပရိနိဗ္ဗာန်ပြုရန်အချိန်တန်ပါသဖြင့်သားတော်ဘုရားပရိနိဗ္ဗာန်ပြုရန်ခွင့်ပြုတော်မူပါဘုရားလို့အဲ့ဒါလို့မြတ်စွာဘုရားကိုလျှောက်ဒီလိုမြတ်စွာဘုရားကိုလျှောက်တဲ့အချိန်ခါမှာတရားနာပရိသတ်ရေရှင်ယဟုလာတို့ရှင်အာနန္ဒာတို့ရှင်နန္ဒမထေရတို့မိတွေတော်လျှောက်တဲ့စကားကြားလိုက်တာနဲ့တပြိုင်နက်ယဟုလာကလည်းယဟန္တာဖြစ်နေလို့သားတော်နန္ဒမထေရကလည်းယဟန္တာဖြစ်နေလို့ပူဆွေးပရိဒေဝသောကတွေတော့မရောက်ကြပါဘူးယဟန္တာကြီးတွေကဓမ္မတန်ဝေကဖြစ်၍လောကကြီးသည်ဖြစ်ပြီးကပြတ်တတ်တာဟာဓမ္မရာပါပဲလားဘယ်အရာဝတ္ထုမှမချမ်းချင်းမနဲ့တနေ့ကြတော့ကုံချင်းဆုံးချင်းပြက်ချင်းနဲ့ပြီးကြရမှာပါပဲကလားလို့ဓမ္မတန်ဝေကတွေဖြစ်ကြတော့လေညီတော်အာနန္ဒာကြတော့သောတာပန်လေးလောက်သာရှိတော့ပရိဒီဝမထိန်နိုင်မိတွေတော်ကြီးပရိနိဗ္ဗာန်စံတော့မတဲ့ဘိက္ခုနီတာရဏကြီးရအောင်ခွင်တောင်းပြီးတော့လာခဲ့တယ်မိတွေတော်ကြီးပရိနိဗ္ဗာန်စံလို့ရှိရင်ဖြင့်မိတွေတော်ကြီးသက်တော်ကြီးလို့ပရိနိဗ္ဗာန်စံသွားသလိုငါရဲ့နောင်တော်ဖရာလည်းပဲမကြခင်ပရိနိဗ္ဗာန်စံတော့လိမ့်မယ်ထင်တယ်တွေးပြီးတော့အရှိကြီးပူလိုက်ဟာတန်တိန်ဂေါရမိယတိနတ်လူဘုရောပိနိဗ္ဗုတေဟိသတိနာစီရေနေဝအဂိရိဝနိရိန္ဒနောလို့သောတာပန်ဆိုတော့ပရိဒီဝငူကျွေးသေးတာပေါ့ဘုံတော်အိုလူနာမြတ်တတ္တဝအပေါင်းတို့ဂေါရမိမိတွေတော့ဂေါရမိကြီးသည်တန်တိန်သင်္ခါရခတ်သိခြုံငိမ့်ပြတ်ကြွေကစုတေသေးလွန်ခြင်းတို့ဟာယာတိရောက်ရခြေတော်မိတကားမိတွေတော်ဂေါရမိကြီးပရိနိဗ္ဗာန်စံဝင်လို့တေခြင်းတို့ရောက်တော့မှာပဲတဲ့လူနာမြတ်တတ္တဝအပေါင်းတို့ကိုခေါ်ပြီးတော့ဘုရောပိ
နောင်တော်မြတ်ဘုရားကြီးသည်လည်းနိရိန္ဒနောလောင်စာကုံလေပြီးသောအဂိရိဝမိဘုံကြီးကဲ့သို့နတ်စီရင်းနေဝမကြမီအတွင်း၌ပင်လျင်တတေပရိနိဗ္ဗာန်စံခြင်းသို့ခစ္ဆတိနုနာရောက်တော်မူလေလိမ့်မလားမိရတော်ဤပရိနိဗ္ဗာန်စံတယ်လို့နောင်တော်ဘုရားလည်းပရိနိဗ္ဗာန်စံတော်မှာပဲလူနတ်မြတ်မှာတတ္တဝအပေါင်းတို့ငါသည်ဘယ်လိုလုပ်ပြီးတော့ဖြေရပါမထုံးနဲ့ပရိဒေဝကိုမထိနိုင်ရှာဘူးပေါ့ဒီလိုပရိနိဗ္ဗာန်စံမယ်ဆိုတဲ့အကြောင်းကိုကြားကြတဲ့အမျိုးသမီးများကလည်းဝိုင်းအောင်ပြီးတော့ဆူကြပွက်ကြငိုကြမိတွေတော်ခေါရမီသည်ထိုအမျိုးသမီးများကိုတရားပြ၍မြတ်စွာဘုရားအထံတော်သို့ကြွမြတ်စွာဘုရားအထံတော်သို့ကြွပြီးတော့ပရိနိဗ္ဗာန်ပြုရန်ခွင့်တောင်းလိုက်တဲ့အချိန်ခါမှာဘုရားကိုယ်တော်မြတ်ကထီနံဓမ္မဝိတမေယေဘာလာဝိမတိင်္ဂတာတေတံဒိဋ္ဌိပဟာနထံအိဒိန်ဓာသေတိခေါရမီလို့ဘုရားကိုယ်တော်မြတ်ကမိတွေတော်ဒီတိုင်းပရိနိဗ္ဗာန်မဆန်လဲမိမများကိုလောကတခွင်မှာအပြစ်ဘောင်းဆုံးစုဆုံးရာဌာနသည်မိမများလို့လောကတခွင်မှာဒီတိုင်းထင်နေကြပါဗျမိမများသည်အပြစ်များစွာစုဝေးရာဌာနကြီးဖြစ်တယ်လို့လောကတခွင်ဒီလိုပြောနေကြတယ်တို့ဖြစ်သည့်အတွက်မိတွေတော်တကူတော်တွေပြပြီးတော့မှပရိနိဗ္ဗာန်စံလေတော့တကူတော်မပြဘဲနဲ့ပရိနိဗ္ဗာန်မစံလေနဲ့လို့ဘုရားကိုယ်တော်မြတ်ကမိန့်တော်မူသည်မိတွေတော်တကူပြရိဟာပြလိုက်မယ်ဆိုရင်ဖြင့်ငါတို့တွေသည်မိမ့်မများသည်အင်မတန်အပြစ်များတယ်ဘာပဲဖြစ်ဖြစ်ဘယ်ပြဿနာပဲပေါ်ပေါ်များစွာသောအပြစ်တွေစုဝေးရာဌာနဟာမိမ့်မလို့ဒီလိုငါတို့တွေထင်နေကြတော့လေမိတွေတော်တကူတော်ပြလိုက်မယ်ဆိုရင်ဖြင့်အဲ့ဒီအထင်တွေပျောက်လို့ဖယားသာသနာတော်မှာဝင်ရောက်ပြီးတော့ယဟန်ပြုတဲ့မိမများသည်ဒီကဲ့သို့အကျိုးရှိဒီကဲ့သို့တကောဣတိပတ်တွေနဲ့ပြည့်စုံပြီးများစွာချင်းမွန်ထောပနာတာထက်ယုံကြည်သက်ဝင်မှုတွေဖြစ်ပေါ်လာလိမ့်မယ်မိတွေတော်အဲ့ဒီတော့မှမေတော်ကြီးသည်မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးအားတာတော်ဗျာတဲ့လက်အုပ်ချီမိုးပြီးတော့တာတော်ဘုရားဤခြေဘဝတော်ကိုဒူးကလေးဆန့်ပြီးတော့ခြေဘဝတော်ကိုမေတော်ကြီးပြတော်မူပါဦးခြေတော်ကလေးဆန့်တော်မူလိုက်ပါဘုရားလို့လျှောက်ထားတော့ဘေခုနီအမျိုးသမီး900တို့ကလည်းအပမှရောက်အလားမြတ်စွာဘုရားခြေဘဝတော်လေးဆန့်ပြီးတော့မေတော်ကြီးပြလိုက်ဆက်လက်ခဏအစုံနဲ့ပြည့်စုံတော်မူတဲ့ခြေဘဝတော်ကိုဥနဲ့တိုက်လို့တာတော်ဗျာနောက်ဆုံးဖူးမြော်ကြတော့ခြင်းပါဗျာတာတော်ဤခြေဘဝတော်အောက်ပြန်ရောက်၍နောက်ခါဖူးမြော်ရန်အခွင့်မရှိတော့ပါဗျာတာတော်ဖရာကိုမိတွေတော့ခေါ်ရမီသည်အမတော်မဲမာယာနှံ့ရွက်စံပြီးတဲ့နောက်တာတော်ဖရာကိုမွေးဖွားပြီးသည်နောက်ပိုင်းမှာ3ရက်လောက်အကြာမှာဖရာတပည့်တော်မှာမိတွေတော်ကြီးဤသားအရင်နန္ဒမင်းသားကိုဖွားမြောက်ခဲ့ပါသည်ဖရာတာတော်နန္ဒဖွားမြောက်တဲ့အချိန်ခါမှာမိမိရင်သွေးနန္ဒသားကလေးကိုအထင်တော်မြတ်ထံအပ်လို့တာတော်ဖရာအလောင်းမင်းသားလေးကိုမိတွေတော်သည်နှုတ်ချိုတိုက်ကျွေးပြီးတော့မိခင်အရင်ကဲ့သို့တာတော်ကိုပြုစုယူရခဲ့ပါသည်ဖရာတို့ဖြစ်သည့်အတွက်ကျေးဇူးကြီးမားတဲ့ဟောဒီမဲ့ဖရာကိုတာတော်ဖရာသင်္ကန်းတော်ကိုယုံလှပ်ပြီးတော့ခန္ဓာကိုယ်လေးကိုပြတော်မူပါမေတော်ကြီးနောက်ဆုံးဖူးမြော်ခြင်းပါတယ်ဖရာရှုစားခြင်းပါတယ်ဖရာလို့
သူနှုတ်ချိုးတိုက်ကျွေးပြီးတော့မွေးလာခဲ့တဲ့ဘုရားကိုယ်တော်မြတ်ဤယူပကာယတော်ကြီးကိုဖူးမြော်ခြင်းလို့လျှောက်ထားလိုက်တော့လေတရားနာပိဋကဘုရားကိုယ်တော်မြတ်ကမေတော်ကြီးအားဒီလိုအပေါ်ကရမ်းထားတဲ့ကိုယုံသင်္ကန်းကိုဖွင့်ပြီးတော့ပြလိုက်ရွှေအဆင်းကသောဝင်းနေတဲ့ဘုရားကိုယ်တော်မြတ်ရဲ့ထပ်ပိုင်းယူပကာယတော်ကြီးကိုအားရအောင်ဖူးလို့ဟိုးပိက္ခုနီမ900တို့ကလည်းမျက်တောင်မခတ်ဖဲနဲ့လက်ဥကလေးတွေချီလို့မြတ်စွာဘုရားဘုရားတပည့်တော်မတို့လည်းနောက်ဆုံးဖူးမြော်ကြတော့ရခြင်းပါဘုရားဘုရားတပည့်တော်မတို့သည်လည်းပဲပရိနိဗ္ဗာန်စံပါတော်မူဘုရားလို့လျှောက်ထားပြီးတော့အာရပါရမျက်တောင်မခတ်ဖဲဖူးမြော်ကြတော့ကြပါတယ်ပြိဿယဟန္တာကြီးတွေဆိုတော့လေမြည်သည့်ဘိက္ခုနီမမှမြည့်ရည်တစ်စက်ကြတော်မမူကြရလားပြိဿဘိက္ခုနီယဟန္တာမကြီးတွေမြည့်ရည်မကြကြတော့လေဘေးကနေပြီးတော့ကြည်နေကြတဲ့ပုထုဇဉ်ယဟန်တွေမျက်ရည်မဆင်နိုင်ညီတော်အနန္ဒဆိုလျင်သောတာပန်လေးသာဖြစ်သေး၍မိတွေတော်ကြီးဗျာပရိနိဗ္ဗာန်စံတော်မဲလားဗျာမိတွေတော်ပရိနိဗ္ဗာန်စံတယ်လို့နောင်တော်ဂေါရမတပ်ပြညုဘုရားရှင်ကိုယ်တော်မြတ်ကြီးလေမကြခင်ပရိနိဗ္ဗာန်စံတော်လိမ့်မယ်ထင်တယ်ဗျာလို့မျက်ရည်ဖြိုင်ဖြိုင်ကြအိုးချစ်သားအနန္ဒအရှင်မြတ်မျက်ရည်မကြလင်မပူဆွေးလင်ပူဆွေးရမယ်အချိန်ခါကာလမဟုတ်တော့ဘူးမိတွေတော်သည်သားတော်ဖရာထံမှာဘိက္ခုနီသာသနာကြီးခွင့်ပြုရန်လျှောက်ထားတော်လေမြတ်စွာဘုရားခွင့်မပြုခဲ့နဲ့ပယ်ခဲ့တဲ့အချိန်ခါမှာချစ်သားအနန္ဒအရှင်မြတ်တဲ့သားတော်အရှင်မြတ်သွားပြီးတော့လျှောက်ထားလို့ဟောဒီဘိက္ခုနီသာသနာကြီးကိုခွင့်ပြုခဲ့ပါတယ်သားတော်အာနန္ဒအရှင်မြတ်ရဲ့ကျေးဇူးတွေလည်းအမတန်ကြီးလှပါတယ်ဗျာနောင်ဖယားကိုလှုပ်ကြွေးရအမှုဒါလေးကိုပဲရှေ့ရှုပြီးတော့ပရိဒေဝတွေတောက်မနေပါနဲ့ပရိဒေဝတွေသိမ့်တော်ညှိမ့်တော်လို့ညီတော်အာနန္ဒအာမိတွေတော်ဂေါရမီကြီးသည်သတိပေးစကားပြောကြပြီးတဲ့နောက်မြတ်စွာဘုရားရွှေမြတ်တော်ကြီးအာရအောင်ဖူးလို့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်မသည်များစွာသောအပြစ်တွေလည်းရှိခြင်းရှိနေပါလိမ့်မည်ဘုရားဘုရားတပည့်တော်လျှောက်ထားပါရစေဘုရားရဲ့လို့အဋ္ဌိယောနာမလောကေကသဗ္ဗဒောသာကရောမလာယရိကောသအဋ္ဌိဒောသောမေခမတုကရုဏာကရာမြတ်စွာဘုရားတဲ့မိမဆိုတာများစွာအပြစ်ရှိတဲ့မိမတွေပါဗျာဒီလိုများစွာအပြစ်ရှိတဲ့မိမအညစ်အကြေးရှိတဲ့မိမသည်သားတော်ဖရာရဲ့အပေါ်၌တစုံတစ်ခုအပြစ်များရှိမိကြပါရင်ဖြင့်ဟောဒီမိရွေးတော်ကြီးကျေးဇူးကြီးလုံးလို့နှုတ်ချိုတိုက်ကြွေးကြတဲ့မိရွေးတော်ကြီးအားသားတော်ဗျာတိခဏတော်မူပါခွင့်လွတ်တော်မူပါဖရာလို့လက်အုပ်ချီမိုးရှိခိုးကြတော့ပြီးတော့မြတ်စွာဘုရားကိုတောင်းပန်လျှောက်ထားသည်မိမဆိုတာအပြစ်ရှိတဲ့ပရိသတ်ကြီးအဲ့ဒီအပြစ်ရှိတဲ့မိမဖြစ်နေလို့သားတော်ရဲ့အပေါ်မှာတစုံတစ်ခုအပြစ်တွေများရှိရင်မိတွေတော်ကြီးရဲ့အပေါ်မှာအပြစ်မထားဘဲနဲ့သီခံခွင့်လွတ်တော်မူပါဘုရားလို့ဘုရားကိုရှောက်ပြီးတော့မိတွေတော်သည်ဘိက္ခုနီမပြုခြင်းလုံးလို့သားတော်ဘုရားကိုအမျိုးမျိုးတောင်းပန်ခဲ့ပါလားဘုရားတစ်ချိန်တစ်ခါမဟုတ်အဖန်တလဲလဲတောင်းပန်ခဲ့ပါသည်ဘုရားအဋ္ဌိကာနိသဗ္ဗဝိဇံယဟံသာစိမ့်ပုဏ္ဏဗုဏံတထစေအဋ္ဌိတော်သောမေတံခမတုနရတဘာဘိက္ခုနီမများယဟံပြုရန်အတွက်သားတော်ကိုဇွတ်တရွတ်ဒယောတော်ပါကြီးအဖမ်းမောင်အထက်ထတောင်းပန်မိခဲ့တာများမေတော်ကြီးအပြစ်ရှိသလားသားတော်ဖျားဒီလိုတောင်းပန်မိခဲ့လို့ဟောဒီမိတွေတော်ကြီးအပြစ်တော်ကြီးရှိမဲ့ဆိုရင်လေသားတော်ဖျားတိခဏတော်မူပါခွင့်လွတ်တော်မူပါဖျားလို့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအားတောင်းပန်လျှောက်ထားတော်မူသည်
မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကိုတဖန်ဆက်လျက်၍မယဘိက္ခုနီယောဟောဝိဒတဝါနှုံညာယဘာတိတာတတရစေအထိဒုံနိတာတံခမတုခမပိတောမြတ်စွာဘုရားတဲ့ဘိက္ခုနီမတွေရဲ့အပေါ်မှာမိတွေးတော်ကြီးသည်အမျိုးမျိုးသောဩဝါဒတွေပေးလို့သူတို့ကိုဆုံးမခဲ့ပါတော့ဘုရားဟောဒီဘိက္ခုနီယဟန်မိန်းမတို့ရဲ့ပေါ်မှာမေတော်ကြီးဆုံးမဩဝါဒပေးတဲ့အချိန်မှားတဲ့အပြစ်တွေများပါသလားဘုရားဒီဘိက္ခုနီမတွေကိုဆုံးမတဲ့နေရာမှားတဲ့အပြစ်တစ်စုံတစ်ခုရှိပါကတာတော့ဗျာမေတော်ကြီးရဲ့အပေါ်မှာသိခံခွင့်လွတ်တော်မူပါဗျာလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးအားလျှောက်ထားတော်မူသည်ဒီလိုလျှောက်ထားပြီးတဲ့အချိန်ခါမှာမိတွေတော်ဂေါရမီသည်မြတ်စွာဘုရားကိုရောမြတ်ဤဆန္ဒတော်အရာသာတော်ကငါ့ကိုတကူပြစေခြင်းနဲ့တကူပြစေခြင်းနာကလည်းမေတော်ကြီးမိတွေတော်ကြီးတဲ့မိမတွေဆိုတာများစွာအပြစ်ရှိတယ်အပြစ်ရှိရုံနဲ့မကဘုရားကိုယ်တော်မြတ်ရဲ့သာသနာတော်မှာမိမတွေသင်္ကန်းဝတ်၍တရားအထုတ်လို့ရနိုင်ပါမလားမက်ပေါက်ဖို့ဝင်ဖြစ်နိုင်ပါမလားရဲ့လို့ဒိဋ္ဌိတွေကစပြီးတော့အမျိုးမျိုးတန်တရားဝင်လောကတစ်ခွင့်မှာအထင်သေးနေတဲ့မိမတွေရဲ့အပေါ်မှာအထင်ကြီးအောင်မေတော်ကြီးတကူပြလိုက်ပါတော့လာတဲ့သားတော်ရဲ့ဆန္ဒကိုလည်းငါသိပြီတို့ဖြစ်၍သားတော်ဖယားအလဲချီမို့ရှ िख ိုးကြတော့လို့ဘယ်လိုတကူပြရီဟာတွေပြတယ်လဲဆိုရင်ဖြင့်ဖန်ဆင်းလိုက်တာတရားနာပိဋကအများကြီးဘယ်လိုအများကြီးလဲဟိုနေရာလဲမိတွေတော့ဒီနေရာလဲမိတွေတော့ကောင်းကင်မှာပြန်တက်ပြီးတော့ရေတွက်လို့မရနိုင်အောင်နဲ့တရားနာပိဋမိတွေတော့ဂေါရမီသည်ခန္ဓာကိုယ်တွေခွဲပြလိုက်နှစ်ကိုယ်ခွဲမဟုတ်ဘူးနော်ဟုတ်ရလားပိဋကြီးအများကြီးဒီလိုအများကြီးပြရမှတဖန်ပြန်ပြောက်ပြီးတော့နည်းနည်းလေးကိုလည်းပြတော်မူလိုက်သည်နောက်တစ်ခါမေတော်ကြီးသည်သူဤခန္ဓာကိုယ်ကိုအများမြင်အောင်ပေါ်ထွက်ပြီးတော့ပြတော့လဲတစ်ခါပျောက်သွားသည်မျက်စိအောင်ပျောက်သွားဟာမိတွေတော်ကြီးပဲရောက်သွားပါလေဟေးမရှိဘူးပျောက်သွားပြီဟာပေါ်လာရောဟာမျက်စိလေလောက်အောင်ဖူးမြောပြီးတော့နေကြတဲ့လူသားတွေဩဘနံဖြစ်လောက်အောင်တော့ကြပေါ်လာလိုက်တော့ကြပျောက်သွားလိုက်တော့ကြစစ်ကြဝဠာတရိုင်းနံရံကိုမထိပဲနဲ့လေမထိမတွယ်ပဲနဲ့လေတကူတော်ကိုပြလိုက်နောက်တော့လေဘယ်ထိအောင်ပြတော့ဆိုတော့မြင်းမို့တောင်ကြီးကိုထီရိုးလို့မယုံနိုင်စရာတွေနော်အဲ့ဒီဝိသယောအစိန်တွေရောတဲ့ဗျမကြံတဲ့တကူအရာကိုယ်အရာမဟုတ်ဘူးမယုံနိုင်စရာတွေနော်ပရိသတ်ကြီးလောကီပညာရင်ပြန်ကြည့်ပါကျိုးတဲ့ကအတန်ကြီးထွက်လာကျိုးတဲ့ကအတန်ကြီးထွက်လာပဲဟိုးကျွတ်တို့အနောက်နိုင်ငံတွေနိုင်ငံသားတွေမှာဆိုလို့ရှိရင်ကျွတ်တို့တော့မရောက်ဘူးပါဘူးသိလည်းမသိပါဘူးရေဒီယိုထဲမှာကြည့်လိုက်ရင်ဗါတဲ့ရုပ်မြင်တန်ကြားဗါတဲ့တုံးပြိဿကြီးလွှင့်တဲ့လူတွေရဲ့အတန်နဲ့မဟုတ်ဘူးအယုတ်တောင်ပေါ်အောင်လုပ်ပါလေဒါတွေကိုမမြင်ရရင်ယုံလိမ့်မယ်မဟုတ်တကယ်ဖြစ်လာတော့ဟုတ်ပြီလို့ယုံကြသလိုလောကီပညာတွေတောင်မှဒါလောက်ထုံးကားပြီးတော့မယုံနိုင်တော့အောင်ဖြစ်လာရင်လောကုတ္တရာပိုင်းဆိုင်ရာဘဝကစီးပူးခဲ့တဲ့ကုသိုလ်အဟုန်တွေကြောင့်ဖြစ်ပေါ်ရရှိပြီးတော့လာတဲ့တကောအရာတဲ့ပြိဿမကြံစီပါနဲ့ကျုပ်တစ်ခါဆက်လျင်းလို့မကြံစီအပ်သောအရာ၄ပါးဆိုတာလေတိတ်ခွေတွေမှာသွင်းပြီးသားရှိပါဖယားအရာလည်းမကြံပါနဲ့ဇံအရာလည်းမကြံပါနဲ့
ကံအရာလည်းမကြံပါနဲ့လောကအရာလည်းမကြံပါနဲ့တကူအရာလည်းမကြံပါနဲ့ကြံလို့မရပါဘူးဒါတွေကိုညာမမှီပဲနဲ့မဟုတ်နိုင်ပါဘူးဖြစ်မှဖြစ်နိုင်မှမလားလို့ကြံရင်အယူတော်၎င်းဖြစ်ရနွားတော်၎င်းဖြစ်ရကြည့်တကူတော်ဖြင့်မြင်းမိုးတောင်ကြီးကိုထီးရို့လှုပ်ပြီးတော့မဟာပထဝီမြေကြီးကိုထီးရွက်ပြုကာကောင်းကင်မှာဇင်းညံလျှောက်ပြတဲ့တရားနာပိဋကကြီးဘယ်သူမှမြက်တောင်ခတ်ရမှာကိုသတိမရကြဘူးမြက်တောင်မခတ်ဖဲနဲ့ကြည်ပြီးတော့တကိုးပြတာတွေကိုကြည်ညိုနေကြဘေခုနီမ900တို့ကလည်းအမျိုးမျိုးသောတကိုးပြာဒီဟာတွေကိုပြကြသည်ဒီလိုတကိုးပြာဒီဟာတွေပြပြီးတော့လာရမှမိတွေတော်ကြီးသည်ခြေဘဝတော်အောက်ပြန်ဆင်း၍တာတော်ဗျာတဲ့တာတော်ဖရာရဲ့အပေါ်မှာကျေးဇူးများတဲ့ဟောဒီမိတွေတော်ကြီးအားတာတော်ခွင့်ပြုခြင်းအရာကျေးလဲကျေးနတ်လှပါပြီအမျိုးသမီးပိုင်းဆိုင်ရာသာသနာဝင်ထံယဟန်မိမတွေပြုကြလို့မက်ပေါက်ဖို့ဝင်နိဗ္ဗာန်ဝင်တဲ့ပုဂ္ဂိုလ်တွေလည်းများကြပါပြီဖရာတို့ဖြစ်၍တာတော်ဗျာအသက်တော်ကလည်း120ရှိလို့အသက်တော်လည်းကြီးရင်လို့အဖွားကြီးလည်းဖြစ်ပါပြီမိတွေတော်ကိုခွင့်ပြုတော်မူပါဗျာခွင့်ပြုတော်မူပါဗျာလို့အဲ့ဒါလို့လျှောက်ထားတော့မှဘုရားကိုယ်တော်မြတ်ကြီးကလည်းမိတွေတော်ကြီးတဲ့မိတွေတော်ကြီးအပေါ်၌အပြစ်တစုံတရားတစ်ခုဘာကမှမရှိမေတော်ကြီးအပြန်ကြားပြီးတော့အပြစ်ပြောစရာလည်းဘာကမှမရှိမေတော်ကြီးတို့ဤပရိနိဗ္ဗာန်ပြုရာကိစ္စမေတော်ကြီးတို့သာလျှင်သိတယ်လို့မိန့်တော်မူလိုက်တော့မိတွေတော်ကြီးသည်မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးအလက်အုပ်ချီမှုရှေခိုးကြော့ပြီးတော့ဘုရားအပန်းမှာခွာ၍ဟောတရားနာပိဋကဘိက္ခုနီမကျောင်းတို့ပြန်ကြွကြပါလေဗျာဘိက္ခုနီမကျောင်းတို့ပြန်ကြွတဲ့အချိန်ခါမှာကျွတ်တို့ယောက်ျားလို့ဆိုရင်တော့တင်ပလင်ခွေမှာပေါ့ဒါကမဟုတ်ပါဘူးမိမများတရားနာပိဋကကြီးဖယားကြော့တဲ့ခါဒူးတော့မထိုင်ဘူးလားပိဋကတင်ပလင်မိမများတင်ပလင်ခွေတယ်ဆိုတာအဲ့ဒီပုံစံမျိုးပဲမှတ်ပါအဲ့ဒီပုံစံမျိုးပဲမှတ်ပါကျွတ်တို့ယောက်ျားတွေလို့တင်ပလင်ခွေထိုင်တာမဟုတ်ပါဘူးဘိက္ခုနီကျောင်းတို့ပြန်ပြီးတော့ဖယားကြော့တဲ့ခါခမည်းတော်တန်ဃာတော်တွေကြော့တဲ့အခါလို့အဲ့ဒီထိုင်ကလေးတရားနာပိဋကတစောင်းဒုတုတ်ထိုင်ပြီးတော့လေမိတွေတော်ကြီးနဲ့တကွဘိက္ခုနီမ900တို့သည်မိတွေတော်ကြီးကစလို့ပထမဇန်ကိုဝင်စားတော်မူပါသည်လှုပ်ဖူးပေါ့လေငြိမ့်နေတဲ့ပေါ့ဘေးကနေပြီးတော့ကြည့်လို့များစွာသောအမျိုးသမီးတို့သည်အုံအွကြွက်ကြွက်နဲ့မေတော်ကြီးသမီးတို့ကိုထားပစ်ခဲ့တော့မှလာနဲ့ဝိုင်းအောင်ပြီးတော့ငိုကြတော့လဲဇံဝင်စားပြီးတော့ပရိနိဗ္ဗာန်စံတော်မူဖြစ်ပြီးမှလှုပ်တော်ပြီဘိက္ခုနီအမျိုးသမီး900တို့ကလည်းငြိမ်ပြီးတော့ပထမဇန်ကစပြီးဝင်စားကြသည်ဒီလိုဇန်တော်တွေဝင်စားပြီးတော့စတုဋ္ဌဇန်ဝင်စားပြီးတဲ့အချိန်စတုဋ္ဌဓာနံဖြင့်မေတော်ကြီးနဲ့တကွအမျိုးသမီး900တို့သည်ပရိနိဗ္ဗာန်စံကြလေသည်လှုပ်တော်ဘူးပရိသတ်ရေမလှုပ်တော့ဘူးမလှုပ်ပေမဲ့လို့လဲမသွားဘူးတဲ့ပရိသတ်ရေအားသင့်စရာကြီးဒီတိုင်းမဲ့ငုတ်တုတ်ထိုင်ရဲ့သွားကြည့်လိုက်ပြန်တော့လဲထိုင်ပြီးတော့နေတဲ့အတိုင်းပရိနိဗ္ဗာန်စံနေဆိုတော့လူလိုကြည့်လိုက်မယ်ဆိုရင်သေတယ်လို့တောင်မထင်ရဘူးဒီတိုင်းထိုင်ပြီးတော့ပရိနိဗ္ဗာန်စံရအဆန်းတကျပေါ့အဲ့ဒါလိုပရိနိဗ္ဗာန်စံနေအကြောင်းကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးအားလျှောက်ထားလိုက်တဲ့အချိန်ခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကမိတွေတော်ကြီးနဲ့တကွဘိက္ခုနီယဟန္တာမကြီးတွေ900တို့ကို
မိသင်ကြိုရန်အတွက်မိန်ကြတော်မူတဲ့အချိန်ညီတော်အာနန္ဒာသည်ထွက်ကြွ၍တန်ဃာတော်အပေါင်းတို့ဟာအိုးအရှင်ဘုရားတို့ကြွတော်မူကြပါကုန်လောဘုရားကိုယ်တော်မြတ်ကြီးမဲ့ဘုရားနဲ့ရွာလာပြီးတဲ့နောက်သားတော်ဖြစ်တဲ့တိတ်တထအလောင်းမင်းသားလေးကိုနှုတ်ချိုတိုက်ကျွေးမွေးမြူးခဲ့တဲ့မေတော်ကြီးသည်ပရိနိဗ္ဗာန်ဆံလေပြီအရှင်ဘုရားတို့တင်းကြိုရအတွက်ဝိုင်းဝန်းကြပါဘုရားကြွတော်မူကြပါဘုရားကျေးဇူးကြီးမာတဲ့ဘိက္ခုနီသာသနာကြီးကိုတည်ထောင်ခဲ့တဲ့တက်တော်ရှိတော်မူတဲ့မိတွေတော်ကြီးသည်အခုမရှိတော့ပြီကြွကြပါဘုရားကြွကြပါဘုရားလို့ရှောက်ထားတော့တန်ဃာတော်များကလည်းဝမ်းမြောက်ဝမ်းသာဖြင့်ဘုရားရဲ့မိတွေတော်ကြီးဖြစ်သည့်အလျော်စွာမိတွေတော်ကြီးအားမိသင်ကြွရန်အတွက်အားလုံးကိုတန်ဃာတွေအကုန်ထွက်ပြီးတော့ကြွလာကြကြွလာပြီးတော့မိသင်ကြိုမဲ့နေရာမိတွေတော်ကြီးနဲ့တကွဘိက္ခုနီမယဟန္တာမကြီးတွေ900တို့အတွက်တရားမင်းကအဖန်ဆင်းခိုင်းလိုက်လို့ဝိသကြုံနတ်သားကလည်းဟောတရားနာပိဋကပြတ်တတ်တေတလားတွေဆင်းရှင်တွေလောင်းတိုက်တွေနဲ့အမျိုးမျိုးဝင်ထိန်ပြီးတော့နေအောင်မိတွေတော်ကြီးကလည်းပဲပရိနိဗ္ဗာန်မစံငင်ကြတဲ့ကိုကမိတွေတော်ကြီးရတကုအိဋ္ဌိပတ်ဖြင့်နေသည်ပူတဲ့အယောင်ကိုမပြလရောင်ခဲ့သူအေးမြနေကင်းကြီးပရိနိဗ္ဗာန်စံလို့ထင်းမုံမောတင်ပြီးတော့မိရှုမဲ့အချိန်ကြပြန်တော့လေဟိုအထက်ကောင်းကင်ကနတ်တရားမြမတွေစုယုံပြီးတော့လာကြဒီလိုနတ်တရားမြမတွေစုယုံပြီးတော့လာကြတဲ့အချိန်နတ်တွေမြမတွေရဲ့ငိုကြွေးကြတဲ့အတန်တွေအမျိုးသမီးများတို့ရဲ့ငိုကြွေးကြတဲ့အတန်တွေဒီအတန်တွေကလည်းတရားနာပိဋကကြီးအထက်အောက်ထုတ်ချင်းပေါက်လို့ကျွတ်တို့သုံးလောကထွန်ထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးပရိနိဗ္ဗာန်စံတဲ့လူလိုပြောရင်ဘုရားကိုတော်မြတ်ကြီးသေတဲ့ပွဲတဲ့တောင်စီကားတဲ့ပြိဿစီကားရောပေါ့ဘုရားကိုတော်မြတ်ကြီးကိုယ်တိုင်လဲနတ်တရားမြမတွေရှိကနောက်လူသားတွေရှိကမြတ်စွာဘုရားကိုယ်တော်မြတ်ကလည်းတန်ခါအပေါင်းခြံရ၍မေတော်ကြီးမိသင်ကြိုတဲ့နေရာသို့ကိုယ်တိုင်လိုက်ပြီးတော့ပို့တော်မူတဲ့ပြိဿဒီလိုလိုက်ပို့တော်မူတော့အခါသမကရှင်သာရိပုတ္တရာရှင်မောဂလန်တို့ရှင်ယဟုလာရှင်အာနန္ဒာတို့မိတွေတော်ကြီးဤသားတော်ဖြစ်တဲ့နန္ဒယဟန္တာမထေရတို့တန်ဃာတော်ပေါင်းများစွာဖြင့်အုံအုံကြွကြွထင်းမုံမော်တင်ပြီးတော့မီးရှို့ကြတဲ့အချိန်ခါမှာမီးတောက်ကြီးကလည်းကြီးလိုက်တာအမျိုးသမီးများကလည်းဝိုင်းအုံပြီးတော့ပြေးလာကြအော်မေတော်ကြီးဖျားမိမတွေအတွက်သင်္ကန်းဝတ်ဖို့တော့ဒီဘဝဘယ်လိုနည်းနဲ့မှရလိမ့်မည်မဟုတ်ပါဘူးလို့အောက်မေခဲ့တော့လေမိမများသင်္ကန်းဝတ်ရမိမများယဟန်ပြုရမေတော်ကြီးသည်မျက်ရည်ကောင်အကြီးနဲ့ကြခံလို့သားတော်ဘုရားဖြစ်တဲ့သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားကိုခွင့်တောင်းလို့ဘိက္ခုနီသာသနာကြီးလက်စီဝင်တာယာပြီးခဲ့ပါပြီဗျာခုနှစ်နှစ်ရှစ်နှစ်ရွယ်တွေကစလို့မိမများသာသနာပေါင်းဝင်ထမ်းလို့မတရားဖို့တရားရတာလည်းများခဲ့ပါပြီဗျာမေတော်ကြီးဗျာကျေးဇူးကြီးမာတယ်မေတော်ကြီးခုဟောဒီသမီးတော်တို့ပြစ်သွားပြီလားဖရရဲ့လို့အမျိုးသမီးများစွာတို့သည်ဝိုင်းအုံပြီးတော့ငိုကြသည်အော်မြင့်မို့ထိတ်ဦးမကကျူဟုသည်မွေးမိမာတာမိမယာမနှရွာမြောင်းကြွချင်းကာလမှာမှန်လားပါဗျာမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးဤမဲ့တော်မဟာမာယာနှရွာကြွပြီးသည်နောက်မိမယာမနှရွာမြောင်းကြွချင်းကာလမှာရွရပိုက်ထွေးနိုးချိုကျွေး၍မိမိရဲ့သားအရင်ကလေးနန္ဒဖွားမြောက်တာတောင်မှကိုယ်တိုင်နိုးချိုမတိုက်ကျွေးပဲနဲ့
အထင်းတော်များလက်သို့အပ်၍မင်းသားလေးတိတ်တထဘုရားအလောင်းကိုနှုတ်ချိုတိုက်ကျွေးခဲ့တဲ့ကျေးဇူးကြီးတဲ့မေတော်ကြီးခုတော့ဘုရားသမီးလူကိုပြစ်သွားပြီလားဘုရားရဲ့လို့ရွရပိုက်ထွေးနှုတ်ချိုကျွေးရင်မိရွေတော်အမိဂေါရမီမသဗ္ဗနာတပံယဟမိမခွင့်ပန်သာ၍တောင်းရဲ့ရှာသည်တဲ့မတောင်းရဲ့ရှာသည်မေဖယားတောင်းရဲ့လို့အခုတော့မိမတွေအတွက်အတက်စရာဖြစ်လို့ဘိက္ခုနီယဟမိမတွေမြတ်ပြီးတော့ကြည်ညိုစရာကောင်းအောင်ဖြစ်တော်လေဒီသမီးတွေကိုဩဝါဒထမပေးပဲနဲ့မိတွေတော်မဲ့တော်ကြီးဖျားနှရွာလာတော့လားဖျားလို့တဲ့ကြောက်စရာကောင်းတဲ့အနိစ္စတရားပါလားဖျားရဲ့မိတွေတော်ကြီးဆိုမှလည်းအားရအောင်ဖုခွင့်မပေးအခုတော့အနိစ္စပိဿနာတရားတွေကငါတို့ကိုဒုက္ခပေးပါဗောလားအနိစ္စပိဿနာဟုထိတ်စရဓမ္မကတိန်သာအသေးမငြိမ့်ဟင်ညာလို့တိတ်ရတဲ့ခန္ဓာမေဖျားရဲ့ခန္ဓာကြီးတိတ်ပြီးတော့ပျောက်ကွယ်တော့မှာပါလားဖျားအသေးမငြိမ့်ညာလို့တိတ်ရတဲ့ခန္ဓာမိဝဲတော်မာသဖျားဝလောင်းထွက်ခွာမြောင်း၍တန်တရားဝလောင်းထွက်ခွာလောင်း၍မြတ်ရရှာပြီမမြတ်ရရှာပြီသမလေးရင်နဲ့ချောက်ပွက်ပြီးတော့သေရကြီးရဲ့မေတော်ကြီးဖျားဘာတို့လည်းတားလို့မရသမ္မာသမ္ဗုဒ္ဓဖြစ်တဲ့သူနှုတ်ချိုတိုက်ကျွေးခဲ့တဲ့ဖျားတော်မှလည်းတားမရလို့မတသာသွားရှာဖို့မေဖျားဟာဖျားတွင်အဆူဆူကမြောင်းမှာတဲ့နိဗ္ဗာန်ကိုစိတ်ကြောင့်မှောင်လို့ရဲ့ဖျားဖမမင်းမြောင်းကြွလို့သွားဟာတပည့်တော်တို့မတော်ပရိရိပွားဟာမေတော်ကြီးကိုတော့အလွန်တဏ္ဍအမေငိုကြတာကိုပြိဿရဲ့အမျိုးသမီးတွေငိုနေတာတော့ပြိဿဘသူတွေငိုနေတာတော့အမျိုးသမီးတွေငိုတာဘုန်းကြီးငိုတဲ့ထင်းတွေမှာစိုးလို့ပါမိတွေတော့ခောရမေပရိနိဗ္ဗာန်စံပြီးတော့ထင်းပုံပေါ်တင်းလို့မိရှုလိုက်သောခါကြံရစ်သောအယိုးတော်များကိုညီတော်အာနန္ဒာကောက်ယူ၍မြတ်စွာဘုရားကိုယ်တော်မြတ်ရွှေလက်တော်သို့မိတွေတော့ခောရမေအမြဲသုံးတဲ့သပိတ်ထဲထည့်ယူသွား၍ဘုရားရွှေလက်တော်သို့အပ်ပါလေဗျာဘုရားကိုယ်တော်မြတ်ကြီးကချစ်သားချစ်သမီးတို့ကြည်ကြကုန်လားတဲ့ငါအာအမတန်ကျေးဇူးကြီးတဲ့နှုတ်ချိုတိုက်ကျွေးခဲ့တဲ့ငါ့မိရွေတော်ကြီးသည်ယခုမရှိတော့ပြီအယိုးသာကျွင့်ကြံတော့သည်ဒါကြောင့်လောကကြီးဖြစ်လာသမျှသင်္ခါရအစုသည်တနေ့ကြတော့ဒီလိုပဲဖောက်ပြန်ပျက်စီးရမှာပဲချစ်သားချစ်သမီးတို့လို့အနိစ္စနဲ့စလျင်းနဲ့ဒေသနာဓမ္မကပြလို့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကလည်းကြောင်းတော်ပြန်ကြွလူနတ်ဗြဟ္မာတတ္တဝါတို့ကလည်းမိမိတို့ရဲ့ဘုံဌာနသို့ပြန်ကြပါသည်ပရိသတ်ပြန်မကုန်ဘူးလားပရိသတ်ကြီးဘုရားကိုယ်တော်မြတ်ကလည်းကြောင်းတော်ပြန်ကြွလူနတ်ဗြဟ္မာတတ္တဝါတွေနဲ့ပရိသတ်ပေါင်းကလည်းသူတို့ပြန်ကုန်ကြပါသဖြင့်ခမည်းတော်လည်းပြန်ကြတော့တစ်ချက်ထိုးတော့မှာပရိနိဗ္ဗာန်စံငန်းဆိုပြီးသွားပြီလေအယိုးတော်ကြိုင်ပြီးတော့အနိစ္စသဘောတရားတွေမြတ်စွာဘုရားဟောပါတယ်နိုင်ပြန်တစ်ချက်ထိုးတော့မှာကျုပ်လည်းအိတ်ချိန်မရှိပါဘူးဟိုရောက်ဒီရောက်နေအတော်များသွားပါပြီနော်ဒါကြောင့်တရားနာပိဿာကျုပ်တရားဟောမနာခင်လေးကြိုးစားပြီးတော့နာကြကြပါ40ခုနှစ်ပြီးရင်တော့ဖြင့်လက်ခံပြီးသားတရားဝဲပြီးရင်နားမယ်လို့ကျုပ်အာရုံရှိပါတယ်ဗိမာန်ကြီးအတွက်လည်းကျုပ်အပင်မခံပြီးဟောနေပါတယ်သင်္นานငါထိုင်ပြီးတော့ပြေးတော့မှာဖြစ်ပါတယ်သို့ကြောင့်အားလုံးတရားဓမ္မတွေအားဒီကနေ့ဇတ်တော်ကလည်းဏီကုန်းချုပ်ပါသဖြင့်ခဏလေးဗျာလှုပ်မလှုပ်ပါနဲ့သာဓုခေါ်ပြီးအောင်တော့နေပါဦး
ကိုက်ဆိုကြတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကိုက်တိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေကလည်းရဲ့ချီရင်ချင်းဖုံမုံစိတ်တွေပြစ်ပြအသီးသီးသောမိမိတို့အိမ်ငရာဌာနသို့နိဝတ္တတုသီခရစ်သာပြန်ကြပြီတော့နိဝတ္တတုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောချစ်တရာဆွေကလျှံပြီးကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြောင်းပါလေတော့ပြောင်းကြစေကုန်သတည်း